နေ့စာအလုံးမှာဆိုတာနော်ကိုဘလောက်ပဲစူးစမ်းအလွန်ဆုံးကဘောနပဲသူများပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့9လပဲ12ရက်နေ့ပေါ့နော်တရက်ထနဲ့ကျွန်တော်ဘတ်ငွေဘယ်နှထောင်ရလဲကျွန်တော်ကကိုပိုင်စီးပွားရေး ID အကောင့်ရှိလို့ပေါ့နော်ကိုပိုင်စီးပွားရေး ID အကောင့်ရှိလို့တရက်ကိုကျွန်တော်ဘတ်ငွေ1000 2000မှရတယ်ဟုတ်လားမဟုတ်လားဆိုတာကိုမိတ်ဆွေတို့ပြပေးမယ်နော်ကဲဒီမှာကြည့်မယ်နော်ဒီမှာနော်ကိုယ့်ရဲ့ forum မှာ Facebook လည်းဝင်စားလို့ရတယ်လို့ YouTube လည်းရတယ် TikTok လည်းရတယ်နော် Dopri လည်းရတယ်နော်ကျွန်တော်ကြိုက်ဆိုတော့ဒီ software ပေါ့နော်ဒီပစ္စည်းကိုကျွန်တော်တို့ကကြော်ညာဖြတ်ဝေပေးလိုက်လို့ဒီနေ့ကတရက်ထနဲ့ကျွန်တော်ဘတ်ငွေ2460ပေါ့နော်9လပဲ12ရက်နေ့2025နော်ကျွန်တော်မှာကိုပိုင်စီးပွားရေးအကောင့်ရှိလို့ပေါ့နော်ဒါစီးပွားရေးအကောင့်ဖြစ်သွားပြီနော်ဒီဥစ္စာတွေပွင့်သွားကြပြီပေါ့နော်တွေ့လားနော်နှိပ်လို့ရတာပေါ့နော်ဒါဆိုစီးပွားရေးအကောင့်ရပြီဒီမှာနော်တရက်ကို2400ကျော်မြန်မာငွေနဲ့ဆိုရင်3သိန်းကျော်လောက်ရတာပေါ့နော်နေ့စားအလုံးမှာကိုကတရက်ကို300 400နဲ့ယူမှာလားဒီ software ထဲမှာကိုကပစ္စည်းလိုက်မပို့ရဘူးပစ္စည်းသုံးလောင်စရာမလိုဘဲနဲ့ software လေးတစ်ခုကိုဖော်ထဲမှာရှိရုံနဲ့တရက်ကိုဘတ်ငွေ2000ကျော်ရှာနိုင်တယ်ဟုတ်တယ်ဟုတ်ဒါဟာကိုရဲ့ရွေးချယ်မှုကိုနေ့စားအလုံးမှာလုပ်မယ်ဆိုရင်သူများအလုံးကိုလုပ်တယ်ဆိုရင်သူများပေးတဲ့လစာကိုကိုကရမှာဖြစ်ပါတယ်နော်နေ့စားအလုံးမှာဆိုတာနော်ကိုဘလောက်ပဲစူးစမ်းအလွန်ဆုံးကဘောနပဲသူများပေးမှာဖြစ်ပါတယ်နော်နေ့စားအလုံးလုံးရှိလို့ရှိရင်နော်ကိုကစားတော့စားရမယ်နည်းနည်းပဲစုမိမယ်ကိုဘွားတစ်ဆင့်ချိုးပြောင်းလဲပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်ကိုရွေးချယ်ဖို့လိုလားလိုတယ်မဟုတ်လားကဲကျွန်တော်ကတော့ဒီ software လေးကိုကျွန်တော်ဝင်လို့တရက်ကိုကျွန်တော်ဘတ်ငွေ2000ကျော်မြန်မာငွေနဲ့ဆိုတရက်ကိုကျွန်တော်3သိန်းလောက်ဝင်ရတာပေါ့နော်ကျွန်တော်မှာကိုပိုင်စီးပွားရေးအကောင့်ရှိလို့ပေါ့နော်ကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်ကိုပိုင်စီးပွားရေးအကောင့်ရှိဖို့မလိုဘူးလားလိုတယ်နော်ဘယ်လိုလုပ်ရမလဲအသေးစိတ်အစသိချင်တယ်ဆိုရင်လာပြီးတော့ join လာလို့ရတယ်နော်ဒီဗီဒီယိုတစ်ပုဒ်ကအများအတွက်အကျိုးရှိမယ်ဆိုရင် like ကို share ပေးပါနော်ဒီစီးပွားရေးကတော့လောက်ရတာအရင်လွယ်ကူသလိုလောက်တဲ့လူတိုင်းမှာအောင်မြင်ကြတယ်အဓိကတော့စ조사မှုတစ်ခုရှိဖို့ပဲလိုတယ်ပေါ့နော်